ယန်းမျိုးဆက်သစ်လူငယ် KNGY ကဦးစီးပြီးခေတ်မီမုံနဲ့ဖြိုရီပြုလုပ်တဲ့သင်တန်းတစ်ရက်ကိုကယန်းဒေသတနေရာမှာပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကနေ24ရက်နေ့အထိ10ရက်ကြာပြုလုပ်ခဲ့ပါတယ်။အဆိုပါသင်တန်းမှာမုံလုပ်တဲ့ပညာရက်ကိုစိတ်ဝင်စားတဲ့သူတွေလေ့လာသင်ယူနိုင်ဖို့နဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက်ဆက်လက်အကောင့်ထဲဖော်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးပြုလုပ်ရခြင်းဖြစ်တယ်လို့သင်တန်းဦးဆောင်သူခွန်ပီတာပေါ်ကအခုလိုပြောပါတယ်ဒီသင်တန်းပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒေသမှာမုတ်ဖို့လုပ်ငန်းပေါ့နော်ဒီကိမုံနဲ့ပေါ်မုံတို့ဖို့တဲ့သင်တန်းတွေကိုဒီတန်းတက်ဖို့ကအချိန်များပြည်ရတယ်လို့မေးအားလဲအများကြီးစက်ထွက်ရတဲ့သင်တန်းမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးချင်းတွေမှာလက်ရှိနိုင်ငံရေးခေတ်ချင်းမှာခက်ခဲဖြစ်နေတဲ့ကျွန်တော်တို့ဒေသကပြည်သူတွေစစ်ဆောင်လူထုတွေကဒီလိုမဟုတ်နီးတင်တောင်းကိုစိတ်ဝင်စားတဲ့အခါမှာသူတို့အတွက်လေ့လာတည်ယူဖို့ကအကန့်အသတ်တစ်ခုဖြစ်စေတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုကြည့်ပြီးမှကျွန်တော်တို့ကဒီလိုမဟုတ်လုံးငါမှာစိတ်ဝင်စားတဲ့ဒီကျွန်တော်တို့ဒေသကလူတွေကလေ့လာတည်ယူနိုင်ဖို့ပေါ့နော်ဆိုတော့ရချက်နဲ့အဲ့ကနေလေ့လာတည်ယူမှအဲ့ကနေသူတို့ရဲ့အသက်မွေးဝမ်းကြောင်းပဲဖြစ်ဖြစ်သူတို့တနင်္တပိုင်းစီးပွားရေးဖြစ်ဖြစ်ပေါ့နော်အဲ့လိုလှုပ်ချင်နေတဲ့ဒီကျွန်တော်တို့ဒေသကလူထုတွေအတွက်လေ့လာတည်ယူနိုင်ဖို့တဲ့ပေါ့နော်ဒီမုတ်ဖို့လုံးငန်းတင်တောင်းကိုအခြေခံအစိတ်အနေနဲ့ကျွန်တော်တို့ကအခမဲ့တင်တောင်းကိုခွင့်ပေးရခြင်းဖြစ်ပါတယ်ပေါ့နော်တင်နန်းမှာကယန်းဒေတာကတင်နန်းသူတင်နန်းသားစုစုပေါင်း20ဦးပါဝင်တက်ရောက်ခဲ့ကြပြီးတင်နန်းနီးပြ3ဦးကတင်ကြားပို့ချခဲ့တာပါနုကိုကလေးကမုံနဲ့ဖြိုရီလှုပ်တဲ့လုပ်ငန်းကိုဝါသနာပါသူတူဖြစ်တဲ့တင်နန်းသူမူကြစင်းတာဟာဒီတင်နန်းကနေသူ့အတွက်အခြေခံကောင်းတွေရရှိဖို့ရည်ရွယ်ပြီးတက်ရောက်ခဲ့တယ်လို့အခုလိုပြောပါတယ်ကျမကအသက်မွေးဝမ်းကြောင်းနဲ့ကိုပိုင်စီးပွားရေးတစ်ခုစတင်ဖို့အတွက်ရည်ရွယ်ပြီးတော့မှတက်ရောက်တာဖြစ်တယ်ပေါ့နော်ငကိုကလေးကလည်းမုတ်လောက်တာနဲ့ဖြော်တဲ့ဟာကိုဝါသနာပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီတင်တန်းကနေပြီးတော့မှအခြေခံကောင်းလေးတွေရဖို့အတွက်ရည်ရွယ်ပြီးတော့မှတက်ရောက်တာဖြစ်တယ်ပေါ့နော်တင်နန်းမှာအခြေခံကိတ်မုတ်ပေါင်မုတ်ပူတိန်အမျိုးမျိုးပြုလုပ်နည်းဖြော်ရည်အမျိုးမျိုးပြုလုပ်နည်းစတာတွေကိုသင်ကြားပေးခဲ့ပါတယ်မုံလုပ်တဲ့ပညာရက်တွေအပြင်လူအများနဲ့နေရတဲ့အတွက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်းအများကြီးသင်ယူရရှိခဲ့တယ်လို့သင်တန်းသားတူဖြစ်တဲ့ခွန်ဘာထက်ကလည်းအခုလိုပြောပါတယ်ဒီသင်တန်းနေဆိုရင်ပထမဆုံးအနေနဲ့ဒီမုတ်လုပ်တဲ့ပညာရိုက်ကျော်နားလည်သွားတယ်ပြီးတော့ဒီမုတ်လုပ်တာအနေဆိုရင်အခြေခံတက်ဖြစ်ပြီးတော့10ရက်တည်းမှာကျွန်တော်အခြေခံပပိုင်နိုင်ရှိနေမယ်ဆိုရင်နောက်ထပ်အဲ့ဒီမုတ်လုပ်ပညာရက်ကိုပဲအဂရိတင်တာကိုတော့ကျွန်တော်တို့အများကြီးပို့လွယ်ကူသွားတော့ပြီးတော့နောက်တစ်ခုကဒီမှာရှိတဲ့လူတွေနဲ့ပေါင်းနေဆက်ဆံရအခါမှာလူကိုယ့်ရဲ့တဲ့ရပိုင်ချာရလူတယောက်ကိုဘယ်လိုဆက်ဆံရမယ်ဆိုရဲလူမှုဆက်ဆံရေးဆိုင်ရာအဲ့ဒီအတွေ့အကြုံလည်းပိုရရှိလာတော့ပြီးတော့ဖွဲ့စည်းနေနေမယ်ဆိုရင်ဘယ်လိုမျိုးလောက်ရမယ်ကန်ရမယ်ဆိုရဲသင်္ဝါတွေလည်းအနေငယ်လေးလာတင်ရရှိသွားတော့ဆိုဒီသင်တန်းကနေပြီးသွားတဲ့သင်တန်းသူသင်တန်းသားတွေအနေနဲ့အခြေခံမုတ်လုံနည်းတွေသိရှိသွားပြီးတပိုင်တနိုင်စီးပွားရေးပြန်လုပ်ချင်တဲ့သူတွေအတွက်လည်းအထောက်အကူပြုလိုက်မယ်လို့သင်တန်းနီးပြမှုမီရီမိုးကအခုလိုပြောပါတယ်ဒီတင်နေပြီးကြားပြောတော့သူတို့တွေကအကောထဲတော့မဖော်နိုင်ခဲ့ရပေါ့နော်သူတို့တွေကပညာတစ်ခုတက်သွားတယ်အမျိုးနော်သူတို့လည်းပညာတစ်ခုတက်သွားတယ်တကယ်လို့တနေရာမှာအလုပ်တော့ဝေဆိုတော့ဒီမုတ်ကိုလုပ်ဖူးတယ်မျိုးပေါ့နော်သူတို့တွေအဲ့ဒါရသွားမယ်ပြီးလို့ရှိရင်သူတို့စီပွားရေးလုပ်ချင်သူတွေအတွင်းနဲ့ဆိုလို့ရှိရင်လည်းရသွားသူတို့ပညာတစ်ခုရသွားမျိုးပေါ့နော်ဆရာတရားပြောပေါ့နော်သူက cream သူတကယ်ချာ cream ပဲဆွဲတန်းနဲ့အထက်ကကိတ်တာဆိုမဖုတ်တဲ့ဘူးတွဲလို့ပေါ့နော်အဲ့လိုသူတို့စီကနေချာရတော့သူတို့ကိတ်တာတွေတည်ပေးရပေါ့နော်ကိတ်တွေတည်ပေးတဲ့အချိန်မှာသူတို့တွေကရသွားကြတော့ကိုယ်လည်းပျော်ရတယ်ပေါ့နော်
ကယန်းမျိုးဆက်သစ်လူငယ် KNGY ကနေလူငယ်တွေအတွက်အသက်မွေးဝမ်းကြောင်းသင်တန်းဖြစ်တဲ့အခုလိုခင်မီမုံနဲ့ဖြော်ရည်ပြုလုပ်နည်းသင်တန်းအပြင်စပိန်ညက်သင်တန်းပလတ်စတစ်အသုံးဆောင်ရက်လုပ်နည်းသင်တန်းရိုးရာအစားတောက်ပြုလုပ်နည်းသင်တန်းနဲ့ချီထိုးနည်းသင်တန်းတွေကိုလည်းပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။